ဈေးချိုချိုနဲ့အတိုက်ခန်းအစ်စ်ဝယ်ဖို့စဉ်းစားနေကြပြီလားမိတ်ဆွေတို့ရေဒီတိုက်ခန်းကအရှိပဲလှည့်ပြီးဘေးမှာတိုက်မြင့်နေမရှိတဲ့တိုက်ခန်းတစ်ခန်းဖြစ်ပါတယ်အကျယ်က18ပေ54ပေပါအလွာက6ထပ်တက်ရဲ့6လွာပါနေရာကတော့တင်ငန်းချင်းမြို့နယ်16ရပ်ကွက်ပြည်သားရလမ်းမှာအနီးမှာရှိတဲ့မာလမြိုင်လမ်းမှာဖြစ်ပါတယ်ရောင်းဈေးက1900 1990ညီနိုင်ဈေးနဲ့ရောင်းချပေးမှာဖြစ်ပါတယ်ပြန်ပြောမယ်ဆိုရင်1990ညီနိုင်ဈေးနဲ့ရောင်းချပေးမှာဖြစ်ပါတယ် BCC ကြပါပြီစာရွက်ဆိုင်ရာစုံလင်တာကြောင့်ဗန်ရေး channel လဲဝယ်လို့ရပါတယ်နောက်တစ်ချက်ကတိုက်အတစ်ဆက်ဆက်ဖြစ်ပါတယ်ဒီတိုက်ခန်းကိုဝယ်ယူမယ်ဆိုရင်39ခွင်9556 9339ကိုဆက်သွယ်လို့ရပါတယ်ခင်ဗျာဒီခန်းတစ်ခန်းပါပါတယ်ခုလိုကျွန်တော်ရဲ့ post ကိုဆုံးအောင်ကြည့်ရှုပြီးလို့အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ